ဒီအုံတို့ကောင်းချင်းငချိတ်ပြင်လေးကိုလေငါတော့အုံတို့တာကုန်ပြင်ထက်တောင်ပို့ပြီးတော့ကြိုက်ပါတယ်လောရလေးလွယ်တာမဟုတ်လို့ဒီနေ့တူတူလှုပ်စားကြမယ်နော်ဒါလေးရော M3 နဲ့ကောင်းချင်းတစ်စိတ်လေးပေါ့နော်ကောင်းချင်းငချိတ်ကိုထမင်းပေါင်းနဲ့ဆန်ချင်းခွက်တစ်ခွက်ကိုညာရဲကရေမြလေးနဲ့ရေစိမ်ထားပါမယ်ရှင်အနည်းရောက်လို့မုတ်ကိုချက်ချင်းမလုပ်ဖြစ်သေးဘူးဆိုရင်တော့လေ plastic wrap လိုမျိုးနဲ့ပတ်ပြီးတော့ရေခဲတစ်တာထဲမှာဆက်ပြီးတော့စိမ်လို့ရပါတယ်အပြင်မှာဆိုရင်အချင်းပေါက်သွားတတ်ပါတယ်နော်ပြီးရင်ကတော့ငါရေလေးစစ်လိုက်ပါမယ်ရှင်ပြီးရင်တော့ဒီစကားတဲကိုပဲကောင်းချင်းအဖြူကိုလည်းထမင်းပေါင်းဆန်ချင်းခွက်နဲ့တစ်ခွက်ထည့်လိုက်ပါမယ်ပြီးရင်ရေလေးတခြားဆေးပေးမယ်ပေါ့နော်M3 နဲ့ကောင်းချင်းအဖြူကကြတော့လေဆန်အသစ်မို့လို့ရေစိမ်စရာမလိုတာပါရှင်တကယ်လို့ကိုသုံးနေကြဆန်ရေစိမ်မို့လိုရဲဆိုရင်ရေကို2နာရီကနေ3နာရီလောက်စိမ်ပေးပါနော်ရေဆေးထားတဲ့ကောင်းချင်းဆန်လေးတွေကိုလေထမင်းပေါင်းထဲမှာထည့်လိုက်ပါမယ်ရှင်တကြားကိုထမင်းစားစွန်းနဲ့3စွန်းစားကိုလက်ဖက်စားစွန်းနဲ့1ဝက်ထည့်ပါတယ်ရေကိုကြတော့လေထမင်းပေါင်းဆန်ချင်းခွက်နဲ့2ခွက်ကောင်းချင်းဆန်နဲ့စားရူထည့်မှာပေါ့နော်ပထမတစ်ခွက်ကိုရိုးရိုးရေထည့်လိုက်ပြီးတော့ဒုတိယတစ်ခွက်ထဲကိုကြတော့အုံတို့ကိုထမင်းစားစွန်းနဲ့5စွန်းအရင်ထည့်ပါတယ်ပြီးတော့မှရိုးရေလေးနဲ့ဒုတိယတစ်ခွက်ပြည့်သွားအောင်ထည့်ပေးလိုက်ပါတယ်ပြီးတော့ထမင်းပေါင်းတွေကိုထည့်လိုက်တယ်ပေါ့နော်အုံတို့ကြီးပဲတစ်ခွက်လုံးသုံးလဲရပါတယ်ရှင်အားလုံးရောသွားအောင်ခဏလောက်မှွေပြီးသွားပြီဆိုရင်တော့လေပုံမှန်ထမင်းချက်တလို့ပဲအမလို့ချက်လိုက်ပါမယ်နော်ကောင်းချင်းဆန်လေးကလေချက်လို့ပြီးသွားပြီဆိုရင်တော့အမလို့ထမင်းပေါင်းနဲ့ကနေပြီးတော့ထုတ်လိုက်ပါမယ်နော်ပြီးတော့မုတ်ဖုတ်ပန်းလေးကိုလည်းထောဘက်ဒါမှမဟုတ်ရင်စီလေးနဲ့အရင်ဆုံးကျိုးတုပ်ထားပေးပါနော်ငါအလျားရှစ်လက်မအနံရှစ်လက်မရှိတဲ့မိုးဖုတ်ပန်းလေးကိုသုံးထားတာပါရှင်။ကောင်းချင်းဆန်လေးကိုတစ်ချက်လောက်မှွေပေးလိုက်မယ်။ပြီးရင်ကတော့မိုးဖုတ်ပန်းတွေကိုလောင်းထည့်ပေးလိုက်ပါမယ်နော်။ဒီနေရာမှာအရေးကြီးတာကလေကောင်းချင်းလေးတွေကိုတခြားလေးဖြန့်ပြီးတော့မျက်နှာပြင်ကြီးအောင်လုပ်ပေးပါရှင်။ရောင်းမလေးနဲ့လည်းဖိပြီးတော့လေးတိတ်တိတ်လေးဖြစ်သွားအောင်လုပ်ပေးပါနော်။ဒီလိုမျိုးလေးတခြားလေးညှိပြီးတော့မှလေကောင်းချင်းအလွှာနဲ့အုံတို့အလွှာလေးကညီညာနဲ့လှလှလေးထွက်လာမှာပါရှင်။ကောင်းချင်းလွှာလေးရပြီဆိုတာနဲ့လေအုံတို့လွှာလေးကိုချက်ချင်းစလုပ်ကြမယ်နော်အရင်ဆုံးကတော့ပြောင်းကုန်မုံ3စွန်းကိုရေ2စွန်းနဲ့ပျော်အောင်ဖြောပေးထားပါမယ်စလုံးတစ်လုံးထဲမှာလေခုနကကောင်းချင်းနဲ့ကိုထည့်ထားပြီးတော့ကြံနေတဲ့အုံတို့ဘူးတွေကအုံတို့တွေအကုန်လုံးထည့်လိုက်ပါမယ်ပြီးတော့နောက်ထပ်အုံတို့တစ်ဘူးကိုလည်းထပ်ပြီးတော့ထည့်လိုက်ပါမယ်စုစုပေါင်း2ဘူးပေါ့နော်တကြားဟိုကထမင်းစားစွန်းနဲ့6စွန်းထည့်ပြီးတော့စားဟိုကတော့လက်ဖက်စားစွန်းနဲ့1ဝက်ထည့်ပါမယ်ရှင်ငါကြက်ဥလေးကိုလည်းနှလုံးဖောက်ထည့်ပါတယ်ကြက်ဥထည့်တာမကြိုက်ဘူးဆိုရင်လည်းမထည့်လို့ရပါတယ်เนาะပြီးရင်တော့တခြားလေးပျော်သွားအောင်မှွေပေးလိုက်ပါပြီးတော့မှပြောင်းကုန်မုံလေးဖြောထားတာကိုထည့်ပြီးတော့နောက်ထပ်ပြီးတော့မှွေပေးပါမယ်เนาะအုံတို့လွှာလေးကိုစောင့်မလုပ်ခင်အာဗန်လေးကိုလည်း preheat လုပ်ထားပါမယ်ရှင်ငါ15မိနစ်လုပ်ထားပါတယ်180ဒီဂရီနဲ့ fan setting ကိုသုံးထားပါတယ်เนาะခုနကဖြော်ထားတဲ့အုံတို့လေးတွေကိုလည်းလေဒီလိုမျိုးစကားလေးနဲ့စစ်ပြီးတော့အိုးထဲကိုထည့်ပေးလိုက်ပါမယ်အိုးထဲမှာတခြားလေးအကုန်လုံးလောင်းပြီးသွားပြီဆိုတော့မှမီးကိုစပြီးတော့ဖွင့်ပါနော်ငါလေမီးကိုခက်အေးနဲ့ပဲစပြီးတော့အုံတို့လေးကိုကြိုတာပါရှင်တကယ်လို့မီးပြည့်နေဆိုရင်အုံတို့တွေကချက်ချင်းခဲသွားတတ်ပါတယ်အဲ့ချိန်မှာအဖက်ဖက်တွေဖြစ်ပြီးတော့မုတ်သားမလှဘူးပေါ့နော်မွေးရဲ့နေရာမှာလည်းဘယ်ဘက်ဆိုရင်ဘယ်ဘက်ညာဘက်ဆိုရင်ညာဘက်တစ်ဖက်ကိုပဲမွေးပေးပါနော်အဲ့ဒါဆိုရင်မုတ်သားလေးကပို့ပြီးတော့ချောပါတယ်မွေးနဲ့9မိနစ်လောက်ဆိုရင်စပြီးတော့ပြက်လာပါလိမ့်မယ်ရှင်9မိနစ်လောက်ဆိုရင်လေလုံးဝပြက်သွားပါလိမ့်မယ်ရှင်ငါတော့အဆက်မပြတ်13မိနစ်လောက်မွေးပေးပါတယ်နော်အုံတို့လေးတွေကရမရစစ်ချင်လေဇွန်းတစ်ချောင်းအုံတို့တွေကိုနှစ်ပြီးတော့လက်လေးနဲ့ဆွဲချကြည့်လိုက်ပါရှင်အုံတို့လေးတွေကပြန်ပြီးတော့ရောမသွားဘူးဆိုရင်အုံတို့ကရပါပြီနော်အုံတို့လေးကိုလေမဖုတ်တဲ့ပန်းလေးတွေကိုချက်ချင်းလောင်းထည့်ပေးလိုက်ပါနော်ပြီးရင်အပေါ်ရံမျက်နှာပြင်လေးကိုလည်းညှိပေးလို့ရပါတယ်ဒါပေမဲ့အရင်တော့ညှိစရာမလိုပါဘူးရှင်ပြီးရင်မဖုတ်တဲ့အချိန်မှာလည်းအပေါ်ကိုနည်းနည်းဖောင်းတက်လာအောင်ပါဆိုတော့လေမခိုအောင်တစ်ချက်စောင့်ပြီးပြီဆိုတာနဲ့အာဗန်ထဲမှာ180ဒီဂရီနဲ့25မိနစ်ဖုတ်ပေးပါတယ်ရှင်အမြင့်အာဗန်က fan setting ပဲရှိတော့ fan setting ကိုပဲသုံးထားရပေါ့နော်အပေါ်မီအောက်မီရှိတဲ့အာဗန်တို့ air fryer တို့သုံးခြင်းရင်ဘယ်အပူချိန်နဲ့ဘယ်နှမိနစ်ဖုတ်ရမယ်ဆိုတာကို caption မှာရေးပေးထားပါမယ်နော်fan setting နဲ့ဆိုတော့လေအပေါ်ကမီးချွတ်တဲ့ပုံစံလေးရဖို့နည်းနည်းခက်ပါတယ်ရှင်အဲ့တော့25မိနစ်ပြည့်သွားတဲ့အချိန်မှာငါ200ဒီဂရီနဲ့အပေါ်မီးကိုပြောင်းပြီးတော့အပေါ်ရန်လေးမီးကျွန်းသွားအောင်လို့9မိနစ်လောက်ဖုတ်ပေးပါတယ်ဒီချိန်မှာတစ်ချက်တော့သေချာစောင့်ကြည့်ဖို့လိုပါတယ်ကိုလိုချင်တဲ့အယောင်ရပြီဆိုတာနဲ့အာဗန်ထဲကနေမြင်ထုတ်လိုက်ပါနော်ပြီးရင်ကတော့အနည်းဆုံး3နာရီလောက်အခန်းပူချိန်မှာအေးခံပါရှင်မိုဘိုင်းလေးကအေးသွားပြီဆိုတာနဲ့လေ plastic wrap လေးနဲ့ပတ်ပြီးတော့ရေခဲတတားထဲမှာတညအေးခံပါနော်နောက်နေ့မနေ့ကျတော့မှလှီးပြီးတော့စားပါရှင်လှီးတဲ့ချိန်မှာလည်းလေဓာတ်ကိုစီလေးတုပ်ပြီးတော့ဖြစ်ဖြစ်ဓာတ်မွင်ရင်နွေးလေးနဲ့ပြန်ပြီးတော့ဆေးပြီးတော့ပဲဖြစ်ဖြစ်လှီးပေးပါရှင်သူကဓာတ်မှနည်းနည်းကတ်တက်လို့ပါနော်ငါကတော့စားကန်ဒီမှာ microwave လေးနဲ့နည်းလေးနှွေးပြီးတော့စားပါတယ်အဲ့ဒါဆိုရင်ခနွေးနှွေးလေးနဲ့ပို့ပြီးတော့စားလို့ကောင်းတယ်ပေါ့နော်ကြာထားခြင်းတော့ရေခဲတတာထဲမှာခဲထားလို့ရပါတယ်ရှင်ကောင်းချင်းနဲ့အုံတို့ရဲ့အတွဲဆက်ကလေအရန်ကိုလိုက်တာမို့လို့ဒီမုံလေးကအရန်ကိုစားကောင်းပါတယ်အိမ်မှာလှုပ်စားကြည့်ပါနော်